အောင်မြင်နေပေမဲ့ဇာရင်မိုးစားရှုံပေါ်နေကြောင်းပြောလာတဲ့ဇက်စီအောင်ကျော်ထွန်းဇာရင်မိုးစားရှုံပေါ်နေကြောင်းပြောခဲ့တာကတော့ဇက်စီအောင်ကျော်ထွန်းပါဒီနေ့တပင်ရာတွေကိုကြည့်မဲ့ဆိုရင်ဇက်စီအောင်ကျော်ထွန်းရဲ့ဇက်ဖွဲ့ကမြန်မာပြည်နာပြားမှာပွဲများဆုံးပွဲစိတ်ဆုံးနဲ့နားမရဆုံးဇက်ဖွဲ့တစ်ဖွဲ့လို့တောင်ဆိုရင်မမှားပါဘူးညစင်ညဆိုင်ပိတ်သက်တွေအပြည့်စုံတဲ့အောင်မြင်မှုတစ်ခုဆောင်နေတဲ့ဒီဇက်ဖွဲ့ကြီးကစီးပွားရေးအရာတွေ့ရှိကြပြီးတော့အမျက်ဆုံးတွေကြီးမားနေမယ်လို့အပြင်လူတွေကတွက်ဆထားပါတယ်ဒါပေမဲ့လည်းအားလုံးထင်မှမထားတဲ့အမှန်တရားတစ်ခုကိုဇက်စီဦးအောင်ကျော်ထွန်းကိုယ်တိုင်ရင်ဖွင့်လာခဲ့တဲ့အခါမှာအလုံးပဲအောမြင့်တက်သွားခဲ့ရပါတယ်။အဲ့ဒါကတော့ပွဲတွေတစ်စတဲ့မနာတမ်းကပြဖြောပြနေရပေမဲ့တကယ်လက်တွေ့စည်ရင်းစရာတွေတရှိကြည့်လိုက်တဲ့အခါညကြီးလို့ခေါ်တဲ့ဇက်ကြီးတွေကအမျက်မထွက်ပဲအပြင်အရှုံးတောင်မှပေါ်နေတဲ့ဆိုတဲ့ရင်လေးစရာရှိပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုရှုံးတွေရင်ဆိုင်နေရတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းကတော့ပြောင်းလဲလာတဲ့ခေတ်ကာလရဲ့တောင်းဆိုမှုတွေကြောင့်ပါပဲ။အရင်ခေတ်စားတပင်တွေလိုပကြီးဆွဲထားတဲ့နောက်ခံကားလိပ်တွေနဲ့ကပြဖြောပြလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ယနေ့ခေတ်ပိတ်သက်တွေရဲ့မျက်စိဟာအလွန်ကိုအဆင်မြင့်လာတယ်လို့မျှော်လင့်ချက်တွေကလည်းကြီးမားလာပါတယ်။ဇက်ခွန်ရှေဆုံးတန်းကကြီးတဲ့သူတွေရောကွင်းရဲ့နောက်ဆုံးတန်းကကြီးတဲ့သူတွေပါဇက်ဝင်ခန်းတိုင်းကိုကွင်ကွက်နဲ့အသစ်ဝင်မြင့်တွေ့ခံစားနိုင်ဖို့အတွက်ဇက်ဆရာတွေအနေနဲ့မပြတ်မနေနည်းပညာတွေကိုအသုံးပြုလာရပါတယ်။အထူးသဖြင့်ဇက်ခုံနောက်ခံတွေမှာAR မှ LED ပုတ်ကြီးတွေကိုတက်ဆင်အသုံးပြုလာရခြင်းအတန်ပိုင်းဆိုင်ရာအတွက်ခမီဆောင်းစစ်တန်တွေဝယ်ရခြင်းမီအလင်းအမှောင်လာဒီစနစ်တွေကိုနိုင်ငံတကာအဆင့်မီပြင်ဆင်ရခြင်းစတဲ့ကုန်ကျစရိတ်တွေဟာအဆက်မတန်မြင့်တက်လာပါတယ်ဒီလိုစစ်ပစ္စည်းကိရိယာတွေတက်ဆင်ဖို့ငှားရန်ခဝယ်ယူခတည်ယူပို့ဆောင်စရိတ်နဲ့ကျွမ်းကျင်စစ်ဖွက်သားတွေရဲ့လောအားခတွေကရရှိတဲ့ဇက်ကြီးထက်ကိုပုံမများပြနေတာကြောင့်အိတ်ကထဲကနေအရင်ပါပြုတ်ပြီးတော့အိတ်ဆိုင်ဖြစ်ရှင်းနေရတဲ့အထိဖြစ်လာခဲ့တာပါစီဝါရေးတဘောတရားအရာပြောမယ်ဆိုရင်တော့အရှုံးပေါ်နေတဲ့အလုပ်တစ်ခုကိုဆက်လုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့ဇက်စီယာဦးအောင်ကျော်ထွန်းကတော့လောဘကိုရှေ့တန်းမတင်ပဲလူပညာပေါ်မှာထားတဲ့မြတ်တာမြမစက်တပင်ကိုရှင်းမြင်လို့တဲ့စိတ်နဲ့ဗိတ်တက်တွေပေါ်မှာထားတဲ့စစ်စာတရားတွေကိုတော့အဓိကထားပြီးတော့ဆက်လက်ရုန်းကန်နေတာကိုမြင်တွေ့ရပါတယ်။ငါတို့စက်ကြီးနေနေပဲရလို့အရှုံးပေါ်နေလို့ပွဲကိုဖြစ်တယ်လို့ကလိုက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးလုံးဝမထားပဲဗိတ်တက်တွေစိတ်ကြည်နမှုအပြည့်အဝရရှိစေဖို့အတွက်လူတွေမရှိအကောင်းဆုံးဖန်တီးတင်ဆက်ပေးနေတာကအနည်းပညာကိုတံမိုးထားတာကိုတည်တာစေပါတယ်။စင်မြင့်ထက်မှအပြုံးမပြတ်ကပြဖြော်ပြရင်ကွာရမှာအိတ်ဆိုင်တင်ဆက်ပေးနေတဲ့ဒီလိုအနည်းပညာရှင်မျိုးကမတ်တပင်လောကအတွက်တကယ်ကိုဂုဏ်ယူလေးစားစရာကောင်းပါတယ်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေစိန်ခေါ်မှုတွေကြားထဲကနေမြမယဉ်ကျေးမှုအမွေနဲ့တစ်ခုဖြစ်တဲ့ဇတ်တပင်အနည်းပညာကြီးမတိမ်ကောမပပြအောင်ကိုကျိုးစွန်းနေတာခံပြီးတော့ထိန်းသိမ်းဆောက်ရှောက်ပေးနေတဲ့လက်ဆရာဦးအောင်ကျော်ထွန်းနဲ့တကွာအနည်းပညာရှင်အားလုံးပေါ်မှာမိမိတို့ရဲ့အမြင်ကိုမှတ်ရှင်းပေးခဲ့ပါအောင်ရှင်။ကြည့်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။